စီးပွားရေးလုပ်ချင်တယ်ဒါပေမဲ့စကားမပြောတတ်လို့အခွင့်အရေးတွေပျောက်နေရလား အတီးနှံပွဲစားလုပ်တဲ့နေရာမှာအရေးကြီးဆုံးကငွေမဟုတ်ပါဘူးစကားပြောပုံပါ ပထမဆုံးအနေနဲ့ရောင်းဝယ်ဖို့ပဲမစင်းစားပါနဲ့နားထောင်ဖို့အရင်စဉ်းစားပါအကူအမဦးလေးတော်လေးဘာတိလဲဗျဘလောက်ဈေးမြော်ထားလဲဆိုပြီးအေးအေးဆေးဆေးမေးကြည့်ပါဈေးကြီးနိုင်တဲ့အခါမှာလည်းအတာမမြောက်ပါနဲ့အနိုင်ယူမလုပ်ပါနဲ့ဒီဈေးနဲ့ဆိုရင်တော့ကျွန်တော်လည်းလုပ်ရလာခက်မယ်ဗျာဆိုပြီးသဘောထားပျော့ပျော့လေးနဲ့ပြောပါ တကယ်ပွဲစားကောင်းတယောက်ဆိုတာတစ်ခါရောင်းဝယ်ပြီးသွားသူမဟုတ်ပါဘူးနောက်တစ်ခါလဲပြန်လာချင်အောင်ပြန်ခေါ်ချင်အောင်စကားပြောတတ်တဲ့သူပါ စီးပွားရေးလောကမှာစကားပြောပုံဟာအရင်အနည်းထက်တောင်တန်ဖိုးပိုကြီးပါတယ် ဒီလိုစီးပွားရေးနဲ့ပတ်သက်တဲ့လက်တွေ့ကျတဲ့အကြံဉာဏ်တွေကိုဆက်ကြည့်ခြင်း follow လို့ထားပါနော်မေးချင်တာရှင် comment မှာရေးခဲ့ပါ